အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ phone lock screen ရဲ့ password ကိုမသိဘဲနဲ့ power ပိတ်လို့မရအောင်လုပ်တဲ့နည်းလေးကိုဒီနေ့ကျွန်တော်မျှဝေပေးလိုက်ပါတယ်ဒီမှာကျွန်တော်တို့ setting ထဲကိုဝင်လိုက်ပါခင်ဗျာ setting ထဲမှာ fingerprint face data and screen lock ရဲ့အောက်ကဒီမှာ security ဆိုလေးရှိပါတယ်အဲ့ဒီ security တွေထည့်ဝင်လိုက်ပါဝင်လာလို့ရှိရင်အပေါ်မှာကျွန်တော်တို့က shutdown configuration ဆိုတာလေးရှိပါတယ်အဲ့ဒီထည့်ဝင်ပါခင်ဗျာဒီမှာကျွန်တော်တို့က shutdown configuration လေးကို on ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဖုန်းကို lock ပိတ်ထားတဲ့အချိန်မှာ password မသိဘဲနဲ့ power ပိတ်လို့မရတော့ဘူးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်